မီးဘူးလားမမီးဘူးလားဘာလဲပြောမဟုတ်ဖြစ်ပါလေကွာဘာလို့ဖြစ်လာလဲကွာဘယ်တော့ပေါ်လဲဟာဟဲ့ဟာအိုးဘောလက်ဆောင်ယောဘလူလည်းပေးတယ်ပဲဟာရှူးရှဲလीဗျာပေးတယ်အတိတ်ပေးနေတာဘယ်လိုကခေါ်လို့အစင်ပြေဘူးဘာတွေဖြစ်လဲဘာတွေတွေးလာဩတွေးရမလားဒီကဟာလှုပ်ရှင်อ่ะငါရဲ့ဂျာကြီးอ่ะ3လစာဟောထုတ်ပေးလိုက်ပြီဩအေးခေါ်လေးကို3လစာပေးလိုက်တာဟုတ်တယ်လေငါသမီးလေးဝေးရရှင်ဝေးတဲ့ကပတ်စံ3လစာရတာလေအဲ့တော့โอเคငါအစီအပြေသွားပြီတော့တစ်ခုစိတ်နေတာကွာငါသမီးလေးဝေးတယ်ကဘာကျွေးခေါ်ပဲဆွဲသွားဘာမှကောင်းနေကောင်းစားမနေနဲ့နော်အုံတို့ခေါ်ဆွဲကျွေးလိုက်ဒါပဲစားတယ်အိုးတို့ကြပြသေးအေးရောဟာဟုတ်တယ်လားလုံးတယ်လုံးတယ်လုံးတယ်အိုးတို့ကိုလည်းဝင်းငါကြည့်လိုက်ဒီပေါ်စားရချီပန်းတော့ဒီလည်းတမျိုးတော်ပြီကွာတော်ပြီဟောကစနေနေနေရုပ်ပြတာဘောကျွေးလိုက်စားလဲဆက်သွားတာပေါ့ဟုတ်တယ်အော်စောင့်နေတဲ့ပြောနေတယ်တော်ပြီမပြောနဲ့ဟုတ်ပြီပြောခေါ်လေးဘောလက်ဆောင်တိုက်တာတော်ပြီဆိုတော့ဘိုးလည်းဆောင်လည်းမတိုက်တော့ဘိုးကြီးကလည်းမကျွေးတော့ဘူးအုံတို့ခေါက်ဆွဲလည်းမကျွေးတော့ဘူးနောက်ပိုင်းကအစီအပြေလို့ကျွေးလိုက်တော့ပဲကွာအနေနေဒီကအတိပြောမှာဒီကအတိပြောမှာကွာတက်စီတမင်းကျွေးလိုက်ကြတက်စီတမင်းကျွေးလားတက်စီတမင်းတက်လို့ပဲဟုတ်လားမလေးကကျွန်တော်တို့နှစ်ယောက်သွားစားပြီးသွားပြီဗျဘယ်ဆိုင်မစားငါတပြေအောင်မှာသွားစားတာအဲ့ဒီတော့ဟုတ်တယ်ဘယ်လောက်တပွဲမှာ4500ပဲရှိတယ်ပွဲ4500အာစီပွဲတော့ကလာဆွာလိုက်တွေ့အစ်တပွဲကို4500ပွဲ300လောက်ဆွာလိုက်အစ်နေတယ်โอเคပွဲကို4500ပွဲ300ပါလိုက်တယ်โอเคရပြီ